နှစ်ကြောက်ခွန်သုံးလုံးပေါင်း9 9ရဲ့ပါဝါဆိုကျွန်တော်3ညဗျ9ပါဝါ3ညဖြစ်တဲ့အတွက်အဲ့ဒီ3ညဆိုကျွန်တော်ထိတ်လို့လာတယ်ဗျ3ညထိတ်3ညထိတ်ဒီဘက်မှာကျွန်တော်3လုံးပေါင်း8ဖြစ်ရမှာသူက3လုံးပေါင်းချင်း8လို့လာတယ်ဖြစ်စဉ်3ည3 5 3လုံးပေါင်း8 3နောက်ပိတ်လို့လာတယ်ဗျ3ပိတ်3ညထိတ်3ပိတ်3ည3လို့လာတယ်ဗျခွန်8 4နှစ်နှစ်6နှစ်3ညခွန်8နှစ်3လုံးပေါင်းခွန်ခွန်8နှစ်3လုံးပေါင်းခွန်ခွန်ရပါပါဆိုတော့2ပြီခွန်ရပါပါ2ဖြစ်တဲ့အတွက်အဲ့ဒီ2ဒီထိတ်လို့လာတယ်2ထိတ်